နိုင်ခင်ပင်စင်နဲ့ပတ်သက်ပြီးတော့ဒါမျိုးခက်ခဲတွေဖြစ်နေပြီလားပင်စင်နံပါတ်မသိရင်ဘယ်လိုလုပ်ရမလဲပင်စင်ကပ်ပြားတွေစာအုပ်တွေမှာအချက်လက်တွေမှားရင်ဘယ်လိုလုပ်ရမလဲကိစ္စမရှိပါဘူးအခုကျွန်မပြောပြပေးမှာပါဟဲ့ပထမဦးဆုံးကနိုင်ခင်ဘန်ကိုပင်စင်နံပါတ်ကိုမသိဘူးဆိုရင်တော့ရက်ွက်ရုံသွားပါမယ်ရက်ွက်ရုံသွားပြီးတော့မှဒီအောက်မှာရေးပြထားတဲ့ကီဆိုနိုင်ခင်ဘန်ကိုစူးကြည့်လျှော့ဆိုတဲ့စာရွက်ကိုစာရေးဟတ်ကိုရှိတာရည်တဲ့ဆိုပြီးတော့မှပြောပေးလိုက်လို့ရှိရင်ပြောပြီးတော့ရှင်းစိတ်လုပ်ပေးလိုက်လို့ရပါတယ်အဲ့လိုမျိုးရှင်းစိတ်လုပ်ပေးလိုက်လို့ရှိရင်သူကရက်ွက်ရုံကနေပြီးတော့မှကိုစာရွက်ဖြည့်ခိုင်းပါလိမ့်မယ်နော်အဲ့တော့ဖြည့်ခိုင်းတဲ့ချိန်ကျရင်ကိုဖြည့်ရမယ့်ဟာတွေရှိပါတယ်အဲ့ဒါတွေကလိပ်စာနာမည်ဖုန်းနံပါတ်မွေးနေ့တက်ခဲ့တဲ့တို့ပြီးရင်ကိုပင်စင်ကရက်ွက်ရုံမှာဝင်ထားတာလားအလုပ်မှာဝင်ထားတာလားဆိုတာကိုသိရပါမယ်ပင်စင်ကရက်ွက်ရုံမှာဝင်ထားတာဆိုလို့ရှိရင်ရက်ွက်ရုံကိုပြောင်းလာတဲ့ဒီဘက်ရက်ွက်ကိုပြောင်းလာတဲ့ထိပ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့အလုပ်ထဲမှာဝင်ထားတာဆိုလို့ရှိရင်အလုပ်ဆောက်ဝင်တဲ့ထိပ်ပေါ့နော်အဲ့လိုမျိုးထိပ်တွေကိုသိရပါမယ်နော်အဲ့လိုမျိုးထိပ်တွေသိလို့ရှိရင်အဲ့မှာစာရွက်ကိုဖြည့်ပြီးတော့မှသူတို့စီကိုဖောင်ပြန်တင်ပေးလိုက်မယ်ဆိုလို့ရှိရင်ပင်စင်နံပါတ်သိရတဲ့ကပ်ပြားဒါမှမဟုတ်ရင်စာရွက်ကလေးကိုသူတို့စီကနေပြီးတော့မှထုတ်ပေးပါလိမ့်မယ်နော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကအချက်လက်တွေမှားနေရင်ရောနာမည်တွေဖုန်းနံပါတ်တွေနေရာလိပ်စာတွေကပင်စင်နံပါတ်ပင်စင်ကပ်ပြားမှာမှားနေတယ်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ဒါလည်းရက်ွက်ရုံသွားရပါမယ်ရက်ွက်ရုံသွားပြီးတော့မှပင်စင်ဌာနကဘယ်မှာလဲဆိုပြီးမှမေးလိုက်ပါပင်စင်ဌာနကိုသူတို့ညွှန်ပေးရင်အဲ့ကိုသွားပြီးရင်အောက်မှာရေးပြထားတယ်ဟန်ကိုသေစုစုကီကိုရှိတာရည်တဲ့ဆိုပြီးတော့မှပြောပေးလိုက်လို့ရပါတယ်အဲ့ဒါမျိုးပြောပြီးတော့မှရှင်းစေးလုပ်တယ်ဆိုဖောင်တင်တာပြောတာနော်အဲ့လိုဟန်ကိုသေစုစုကီကိုရှိတာရည်တဲ့ဆိုပြီးတော့မှဖောင်တင်ပေးလိုက်ပြီဆိုရင်ခုနလိုပဲသူကစာရွက်တရွက်ဖြည့်ခိုင်းမှလိမ့်မယ်အဲ့လိုဖြည့်ရခါကြလို့ရှိရင်လည်းကိုယ့်ရဲ့နာမည်အမှန်လိပ်စာအမှန်ဖုန်းနံပါတ်အမှန်မွေးနေ့တက်တဲ့အမှန်တွေကိုရေးပေးရပါမယ်အဲ့ဒါတွေရေးပေးပြီးတော့မှဖောင်ပြန်တင်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အချက်အလက်တွေကိုပြင်ပြီးတော့မှကိုယ့်ရဲ့အချက်အလက်အမှန်တွေပါတဲ့ဒီပစ္စည်းကပ်ပြားကိုပြန်ပြီးမှထုတ်ပေးပါလိမ့်မယ်နော်အဲ့တော့ပင်စင်နဲ့ပတ်သက်ပြီးတော့ပင်စင်ရုံးမှာသုံးလို့ရလောက်မယ့်စာကြောင်းလေးတချို့ထည့်ပေးထားပါတယ်။နိုင်ခင်ဘန်ကိုစူးကြည့်ရှော့နော်ဆိုင်ဟတ်ကိုしたいです။ပင်စင်စာရွက်ကိုနောက်တစ်ချိန်ထုတ်ချင်လို့ပါ။နိုင်ခင်စူးကြည့်ရှော့တဲ့名前間違っています。変更したいです。ပင်စင်စာရွက်မှာနာမည်မှားနေလို့ပါပြင်ချင်ပါတယ်။နိုင်ခင်စူးကြည့်ရှော့တဲ့生年月日間違っています。変更したいです。ပင်စင်စာရွက်မှာမွေးနေ့မှားနေလို့ပါပြင်ချင်ပါတယ်။南京数字書をなくしてしまいました。再発行したいです。ပင်စင်စာရွက်ပျောက်သွားလို့ပါနောက်ကထပ်ထုတ်ချင်လို့ပါကဲအခုလောက်သိပြီဆိုလို့ရှိရင်ပင်စင်နဲ့ပတ်သက်ပြီးတော့မှတော်တော်လေးစုံစုံစစ်စစ်နေပြီမို့လို့ရက်ွက်ရုံကိုသွားပြီးတော့မှဒါမျိုးစာကြောင်းလေးတွေပြောပြပေးမယ်ဆိုရင်သူတို့ကနေပြီးတော့မှကိုဖြည့်ရမယ့်နေရာတွေတွားရမယ့်နေရာတွေကိုလမ်းညွှန်ပြီးတော့မှပြောပြပေးမှာမို့လို့စိတ်မပူပဲနဲ့တွားနိုင်ပြီလို့ထင်ပါတယ်နော်ဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတား